သူကတိုက်ရိုက်ပို့နိုင်တာမဟုတ်ဘူးနော်တိုက်ရိုက်ပို့နိုင်တာမဟုတ်ဘူးတခါသီလရဲ့တိုက်ရိုက်အကျိုးကတော့ဘာတော့သီလနဲ့ပြည့်စုံလို့ရှိရင်သီလကကာယတုဂတိဘုံကိုရောက်ရှိစေတယ်အဲ့ဒီကောင်းရတုဂတိဘုံကိုရောက်လာတဲ့ဟာကိုအခြေအနေတစ်ခုရယူပြီးတော့ဘာဝနာကမ္မထာအာထုံမှနိဗ္ဗာန်ဆိုရဒီလိုဆိုလိုတာပေါ့နော်အခြေအနေတစ်ခုဖန်တီးပေးရုံပဲဖန်တီးပေးနိုင်တာဒီလိုဆိုတာပေါ့အဲ့တော့သီလစောင့်တည်ပြီးတော့နိဗ္ဗာန်ကိုရည်စူးပြီးလုပ်ရင်ရောဆိုတော့သီလနဲ့ကတော့တိုက်ရိုက်ဘယ်လိုမှမရောက်ဘူးနိဗ္ဗာန်ကိုရည်စူးထားသည့်အတွက်ကြောင့်ဒီသီလကအခြေအနေကောင်းတွေဖန်တီးပေးတဲ့အခါမှာနိဗ္ဗာန်ရောက်သည့်ထိအောင်အခြေအနေကောင်းတွေကိုဖြစ်ပေါ်စေမယ်လို့ဒီလိုပဲဆိုလို့ရမှာပေါ့အဲ့တော့နိဗ္ဗာန်ကိုတိုက်ရိုက်ရောက်စေနိုင်တဲ့ကုသိုလ်ကတော့ဘာဝနာကုသိုလ်ပဲဖြစ်တယ်ဘာဝနာကုသိုလ်ကြတော့နိဗ္ဗာန်ကိုတိုက်ရိုက်သွားတဲ့ကုသိုလ်ပဲဖြစ်တယ်ဆိုလိုတာကဒါနလုပ်ပြီးရင်လည်းသီလပါရမယ်သီလပါပြီးတော့လည်းဘာဝနာပါရမယ်လို့ဆိုတဲ့ဒီဖြစ်စဉ်တစ်ခုအတိုင်းပဲသွားရမှာဒါနသီလဘာဝနာလို့ဒီလိုကုသိုလ်၃မျိုးမြတ်စွာဘုရားရှင်းလင်းဟောကြားထားတရားဓမ္မနဲ့ပတ်သက်ပြီးတော့အငင်းပွားစရာဆိုတာရှိပါအငင်းပွားတဲ့ပုဂ္ဂိုလ်တွေဟာအကုန်မသိလို့အစုံမသိလို့အငင်းပွားတာအစုံသိတဲ့ပုဂ္ဂိုလ်ဟာအငင်းမပွားဘူးတချမ်းပဲအမြင်ဒီအငင်းပွားခြင်းကိုဖြစ်စေနိုင်တယ်ဒါကြောင့်မို့လို့ပြည့်စုံအကျိုးတဲ့အကြောင်းသင်ဆင်ခြင်ပြီးတော့သိချရမယ်အကြောင်းတရားဆိုဒီမှာစနကလို့ဆိုတဲ့ဖြစ်စေတတ်တဲ့အကြောင်းတရားကတစ်ခုဥပဋ္ဌမကလို့ဆိုတဲ့အထောက်အကူပေးတဲ့အကြောင်းတရားကတစ်ခုတမ္ပါပကဆိုတဲ့ရောက်စေတတ်တဲ့အကြောင်းတရားကတစ်ခုညာပကလို့ခေါ်တဲ့သိစေတတ်တဲ့အကြောင်းတရားကတစ်ခုလို့ဒီလိုအကြောင်းကိုတော့